ဒီနေ့မှာကျွန်တော်ရွေးချယ်တာလို့လူပညာရှင်တူဦးကတော့ဟာတာတရုပ်ဆောင်မင်းသားအဆိုတော်ကွန်ဖူးပညာရှင်လက်ချက်ကူပညာရှင်လို့လည်းပြောလို့ရတယ်ပေါ့နော်ဘတ်စုံမှာတော်တဲ့လူတစ်ယောက်ဖြစ်တယ်နော်ပညာရှင်ကြီးတစ်ယောက်လည်းဖြစ်တယ်အဲ့ဒါတော့ဘယ်လိုလဲဆိုတော့နှကမ်းမွေးကနဲ့လူအများကိုဟာတာတွေအများကြီးတိုက်ကြွေးသွားခဲ့တဲ့ကျွန်တော်တို့ရဲ့အချစ်တော်ကြီးဦးမောရဲ့ဘဝဆက်ကြောင်းကိုကျွန်တော်အရင်ဗီဒီယိုမှာကျွန်တော်ပြောခဲ့ပြီးပါဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ပြောတာသိပြီးတော့မပြည့်စုံသေးဘူးလားလို့ကျွန်တော်စိတ်ထဲမှာခံစားရတယ်ဗျအဲ့ဒါကြောင့်ဒီကနေ့ဗီဒီယိုမှာဦးမောရဲ့ဘဝကြောင်းကိုမပြောဘဲနဲ့ဦးမောဖြတ်တန်းခဲ့တဲ့ဘဝပုံစံမျိုးလေးတွေကိုကျွန်တော်ပြန်လည်ပြီးတော့ရွေးချယ်ထားပါတယ်အဲ့ဒါကဘာလဲဆိုတော့ဦးမောလို့ပြောလိုက်တာနဲ့ကျွန်တော်တို့မြန်မာနိုင်ငံမှာခလေးငယ်ငယ်လေးကအစလူကြီးကအစုံကျန်းနေတတ်ကြတဲ့ဟာတာပညာရှင်ကြီးဖြစ်တယ်နောက်ပြီးတော့ဦးမောရဲ့ဟာတာတွေကတခြားဟာတာတွေနဲ့မတူဘဲနဲ့တမင်ခွဲပြားပြီးတော့သူ့ idea နဲ့သူ့မောက်သူပြပြန်လည်ပြီးတော့ထွင်တော့ဟာတာတွေပဲဖြစ်တယ်သူကျွန်တော်ဆရာကိုကြည့်နေရဆရာဘယ်ကဂလေကချေတွေလဲလို့အများကြီးကခိုးချလို့ဟာတာတွေမဟုတ်ဘူးဗျာဦးမောရဲ့ဟာတာတော်တော်များများကိုကျွန်တော်အယုံမှကြက်နှစ်တက်တယ်နောက်ပြီးတော့ရိုးရှင်းတဲ့ဟာတာတွေကိုလည်းဦးမောကတက်တက်တယ်တချို့တော့ဟာတာစကားတွေဆိုရင်ကျွန်တော်တို့အနေနဲ့ပြန်လည်ပြီးတော့စဉ်းစားပြီးမှရည်ရလို့ဟာတာတွေလည်းအများကြီးရှိတယ်ဗျာနော်သူ့ရဲ့နှကမ်းမွေးနဲ့သူ့ရဲ့မျက်နှာကြီးနဲ့သူ့ရဲ့ဗလာကြီးနဲ့ဗျာသူလုတ်ပြသွားလို့ဟာတာတွေကလည်းတခြားဟာတာပညာရှင်တွေနဲ့မတူဘဲနဲ့တမင်ကိုကွဲပြတယ်ခန္ဓာကိုယ်ကြီးကကြီးနေတာအတန်လေးရတယ်တေးသေးလေးမှတေးသေးလေးနော်မြန်မာနိုင်ငံမှာနှကမ်းမွေးအရှိထားလို့ဟာတာပညာရှင်ဆိုလို့ကျွန်တော်ရှာကြည့်လိုက်လို့ခါမှာနှစ်ဦးပဲတွေ့တယ်အဲ့ဒါကဘာလို့လဲဆိုတော့ဦးရှဲတို့နဲ့ဦးမော့ဦးရှဲတို့နဲ့ဦးမော့နဲ့ကလည်းသူတို့တော်တော်များများတွဲဖက်ပြီးတော့တရုပ်ဆောင်ခဲ့လို့ခါတယ်လည်းအများကြီးရှိတယ်ဒီကျွန်တော်တို့အငိမ့်ဆက်ပွဲတွေမှာလည်းသူတို့တွေများသောအားဖြင့်တွဲဖက်ပြီးတော့တရုပ်ဆောင်တယ်ဗီဒီယိုဇက်ကားတွေထဲမှာလည်းသူတို့တွေတွဲဖက်ပြီးတော့တရုပ်ဆောင်ခဲ့တယ်နော်ဦးရှဲတို့ကိုလည်းကျွန်တော်ကြိုက်ပါတယ်ဦးရှဲတို့ဟာတာတွေလည်းတော်တော်များများရှိခဲ့ရပါဒါပေမဲ့တချို့တော့ဟာတာတွေနဲ့မတူခွဲပြားပြီးတော့ဦးမောရဲ့ဟာတာတွေကိုကျွန်တော်ပို့ပြီးတော့ကြက်နဲ့တက်တယ်ပို့ပြီးတော့သဘောကျတယ်ဒီကနေ့ဦးမောရဲ့ရှားပါတဲ့တခြင်းတစ်ပုဒ်ကိုကျွန်တော်ပြန်လည်ပြီးတော့မိတ်ဆက်ပေးမှာဖြစ်ပါတယ်အဲ့ဒါကြောင့်ဒီတခြင်းလေးကိုကျွန်တော်နဲ့တူတူအားလုံးပဲခဏတာ live ပြီးတော့နားထောင်ပေးကြပါအောင်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ဒါဦးမောလွန်စုတတိယချင်းအထိမ့်မှန်းနေနဲ့ကျွန်တော်ပြန်လည်ပြီးတော့ဒီတခြင်းလေးကိုကျွန်တော်ဖွင့်ပြခြင်းဖြစ်ပါတယ်ခဏတော့နားဆင်ပေးကြပါဦးမြို့တော်ရောက်တော့ငါတငယ်ချင်းမောင်မင်းကြီးသာကြမ်းပါပါစေရွာကိုမရောက်တာဩတော့ကြပြီမင်းကိုသတိရနေပြစ်ချင်လုံးဆန္ဒတွေပြည့်စုံနေလို့မင်းနေသလားလေမဖြစ်ရှင်နာတွေဖြစ်လို့စိတ်ညစ်နေသလားလေဝမ်းလဲဝမ်းသာမလို့များပါလေတစ်စိတ်လောက်တော့သိရင်မပဲငယ်ချင်းစကားလက်ဆောင်လေးမင်းတွေပို့လိုက်မလေးဒီတခြင်းကတော့ဒါသူတို့ခေတ်သူတို့ခါတော့ကမတင်လေတလက်တင်နဲ့ဆိုတာလို့ပုံစံမျိုးမှရှိတယ်နောက်ပြီးတော့သူ့ရဲ့တငယ်ချင်းကရွာကနေနဲ့မြို့ကိုပြောင်းသွားတဲ့အခါမှာသူ့အနေနဲ့တတိရတယ်ပေါ့နော်တွေးချင်တယ်တငယ်ချင်းကိုမတွေးရတာကြတော့တတိရတယ်အောင်းမေးနေတယ်အဲ့ဒီခါကျတော့ဒီတခြင်းလေးနဲ့သူကဟိုတငယ်ချင်းကိုလှမ်းပြီးတော့ပြောလို့ရတလေးကိုရေးရတာဖြစ်တယ်နော်မစိုးလို့ဆိုပြဟာတာတရုပ်ဆောင်တယောက်နေနဲ့ဒီလောက်ဆိုတတ်တာတော်တော်ကြီးမှကောင်းတယ်လို့ပြောရမှာနော်ဒီဘက်ခေတ်ဟာတာတရုပ်ဆောင်နေတဲ့မှာတခြင်းဆိုတော့ဟာတာတရုပ်ဆောင်ဆိုတော့ရှားသွားပြီပဲပေါ့နော်ဒါပေမဲ့ဦးမောတို့ခေတ်တော်လာကြတော့တချင်းဒါမျိုးတချင်းကြီးပေါ့နော်ဒီဘက်ခေတ်မှာဒီဘက်ခေတ်အခေါ်နဲ့ဆိုရင်တချင်းကြီးခေတ်ပဲကိုကြာရောက်နေတာအတွက်ကြောင့်မို့ဘလိုမျိုးစိုးရခြင်းလည်းဖြစ်တယ်ဒါပေမဲ့မစိုးဘူးလို့ပြောလို့ရတယ်နော်နားထောင်ကောင်းတယ်လို့ပြောလို့ရတယ်မြို့ပေါ်ရောက်တော့ကတငယ်ချင်းမောင်မင်းကြီးသာကြမ်းပါပါစေရွာကိုမရောက်တာဩတော့ကြပြီမို့မင်းကိုသတိရနေပြည့်ရှင်လုံးဆန္ဒတွေပြည့်စုံနေလို့မေးပြီသလားလေပြည့်ရှင်နာတွေမဖြစ်လို့စိတ်ညစ်နေသလားလေဝမ်းလဲဝမ်းသာမလို့များပါလေတစ်စိတ်လောက်တော့သိရင်မပဲငယ်ချင်းစကားလက်ဆောင်လေးမင်းတွေပို့လိုက်မလေးနဲ့လေလာလာလို့လူဘဝနဲ့ကြည့်တဲ့တငယ်ချင်းသူစကားလုံးအစမကြီးနဲ့ဓမ္မဂီလူလဲ
ပြိုင်းလိုဘဝမမေ့ပါနဲ့အသိနဲ့ရှိတာဝရမြဲပါစေမြေနေရလမ်းဆိုင်တာဓမ္မတာပါလေဩရွှေဘုံတတိကလူသားတို့တော့လေလူတို့ရမှာမလေးကြပြီရရဓမ္မညာကောင်းပေါင်းတာချင်းအတူတူမဟုတ်လားလေအမြင်လည်းရှိတယ်အနေလည်းရှိတယ်အတက်လည်းရှိတယ်အစင်းလည်းရှိတယ်လောကလေးကတည်းမှလေလူဘဝကိုပုံလေးမမှတ်နဲ့လေဦးမောကတော့သူ့ရဲ့တငယ်ချင်းကိုသူကဒီတခြားသောဥပမာတွေကျွန်တော်တို့အရင်ခေတ်တော်ကရှိခဲ့မှုတွေအဖြစ်ပြအမှန်ကန်တွေနဲ့သူကတတိလမ်းပေးတာပေါ့နော်တချို့တော့သူတွေကြတော့တနေ့တစ်ချင်းပြောင်းသွားခဲ့ပြီဆိုရင်ဘဝမေးတာမျိုးတွေရှိတယ်ဘဝဝင်မြင့်သွားမျိုးတာမျိုးတွေရှိတယ်ဥပမာကျွန်တော်တို့ဟိုအရင်ခေတ်တော်ကဆိုရင်ထိုင်းကနေတော့ကိုရော9နေရာဒေတာကိုပြန်သွားခဲ့တယ်ဆိုရင်တော်တော်လေးကိုမှအောက်ချီလွတ်သွားတဲ့လူတွေအများကြီးရှိတယ်တော်တော်လေးကိုမှဘဝဝင်မြင့်သွားတဲ့သူတွေအများကြီးရှိတယ်ဦးမောကအတူရဲ့တငယ်ချင်းကိုခုလိုမျိုးဘုံဝင်မမြင်ဖို့အောက်ချင်မလို့ဖို့တော့ကိုတတိလိုင်းတော့ပေးတာနော်ဒီဝဒတ်လို့လည်းမကြံနဲ့နော်မပြိုင်လို့လည်းဘဝမမေးနဲ့နောက်ပြီးတော့တခြားဥပမာတွေအများကြီးရှိပါတယ်ကျွန်တော်မမှတ်မိတော့လို့ပါနော်ဦးမောဒီတချင်းဆိုလို့နေရာမှာလည်းမစိုးဘူးလို့ပြောလို့ရတယ်ဟာတာတရုပ်ဆောင်အနေနဲ့ဒီလောက်ထိဆိုတတ်တာကိုကျွန်တော်တို့တွေလေးစားမှာပေါ့နော်ကျွန်တော်တို့တွေစိုးလို့ပြောရကောင်းတယ်လို့ပြောလို့ရတယ်ဟာတာတရုပ်ဆောင်တနေရာထဲမှာပဲရက်မနေပဲနဲ့တခြားသောအရာမျိုးတွေကိုလည်းဦးမောကစိတ်ဝင်စားတွားရောက်စူးစမ်းပြီးတော့လေ့လာထားလို့အရာတွေလည်းအများကြီးရှိတယ်။ဥပမာဆိုဦးမောယူသွတ်တာဆိုကွန်ဖုန်းပညာရှင်ဘလူစကီဆိုဦးမောကအရန်မှာယူသွတ်လို့လူထဲမှာပါတယ်နဲ့တူတယ်နော်။ဒါဘလူစကီမောဆိုပြီးတော့လည်းနာမည်ကြီးတာလည်းခဲတယ်။နောက်ပြီးတော့သူ့ရဲ့စက်ကားထဲမှာလည်းဘလူစကီပုံစံမျိုးဘလူစကီရဲ့ idea လိုမျိုးလည်းသူတရုပ်ဆောင်သွားခဲ့လို့ခံမျိုးတွေလည်းကျွန်တော်တို့ကြည့်ပူကြမယ်ထင်ပါတယ်။အရန်မှာတော်တဲ့ဟာသာမြပြန်ရှင်ကြီးတယောက်ပါအားလုံးကိုကျေးဇူးတင်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဦးမောရဲ့ဘွားဆက်ကြောင်လေးကိုကျွန်တော်ပြင်လည်ပြီးတော့တင်ဆက်ခြင်းပဲဖြစ်ပါတယ်ဒီဗီဒီယိုမှာအမှားတစ်စုံတစ်ယောက်ပါသွားခဲ့တယ်ဆိုရင်ကျွန်တော်ကိုခွင့်လွှတ်ပေးဖို့ပြောကြရင်းနဲ့ဒီနေ့ဗီဒီယိုလေးကိုဒီမှာပဲကျွန်တော်အဆုံးသတ်ကျန်နာပြစီလို့ပြောကြချင်ပါတယ်အားလုံးကိုကျေးဇူးတင်ရှိပါတယ်